ဒီကိုတော့အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမှကိကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်ဒီဇင်ဘာလ14ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့လီဗာပူးတိုက်စစ်မှုဆာလာကမန်ယူဂန်နဝီတိုက်စစ်မှုဝေးရွန်းနေတင်ထားတဲ့ပရီးမီးယားလိဂ်မှာဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားဆိုတဲ့စံချိန်ကိုကျော်ဖြတ်ပြီးစံချိန်တစ်ပန်ရှင်ဖြစ်လာခဲ့တဲ့သတင်းဖြစ်ပါတယ်ဆာလာဟာဘရတန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာအီကီတီကီသွင်းယူခဲ့တဲ့ဂိုးကိုဖန်တီးပေးနိုင်ခဲ့တာကြောင့်ပရီးမီးယားလိဂ်မှာဝေးရွန်းနေရယူထားတဲ့ဂိုးပါဝင်ပတ်သက်မှုအများဆုံးစံချိန်ကိုလွှဲပြောင်းရယူနိုင်ခဲ့တာပါဆာလာဟာပရီးမီးယားလိဂ်မှာသွင်းဂိုး188ဂိုးဂိုးဖန်တီးမှု89ချိန်လုပ်ခဲ့ပြီးဂိုးပါဝင်ပတ်သက်မှု286ချိန်နဲ့ဝေးရွန်းနေရဲ့စံချိန်ကိုလွှဲပြောင်းရယူခဲ့တာပါဝေးရွန်းနေကတော့သွင်းဂိုး183ဂိုးဂိုးဖန်တီးမှု93ချိန်လုပ်ခဲ့ပြီးဂိုးပါဝင်ပတ်သက်မှု286ချိန်နဲ့စံချိန်ကိုပိုင်ဆိုင်ထားခဲ့တာပါဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာဆိုရင်ဆာလာဟာပွဲချိန်ဒုတိယပိုင်းမှာလူစားဝင်ကစားခဲ့ရတာဖြစ်ပြီးအီကီတီကီရဲ့သွင်းဂိုးကိုဖန်တီးပေးနိုင်ခဲ့တဲ့အပြင်တခြားအခွင့်အရေးဖန်တီးမှုတွေကိုလည်းလှုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအာဆင်နယ်ဟာဝုဖ်ကိုအနိုင်ရတဲ့ပွဲမှာနောက်ခံလူဘန်ဝိုက်ပါဒဏ်ရာထက်ရသွားခဲ့တာကြောင့်မလို့ခန်းစစ်ပိုင်းအားနည်းမှုတွေထပ်မံမြင့်တက်လာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဘန်ဝိုက်ဟာခြေချင်းဝစ်ဒဏ်ရာရခဲ့တာဖြစ်ပြီးပွဲဆက်ပြီးမကစားနိုင်တာကြောင့်ပွဲချိန်33မိနစ်မှာစကယ်လီနဲ့လူစားလဲခဲ့ရတာပါဘန်ဝိုက်ရဲ့ဒဏ်ရာအခြေအနေကိုစစ်ဆေးလျက်ရှိတယ်လို့လည်းအာဆင်နယ်ဆေးဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်ဝုဖ်နဲ့ပွဲမှာဒဏ်ရာကပြန်သက်သာလာတဲ့ဆာလီဘာဝင်ကစားနိုင်ခဲ့ပေမဲ့နောက်ခံလူတဦးဖြစ်တဲ့ဘန်ဝိုက်ဒဏ်ရာထက်ရသွားခဲ့လို့အာဆင်နယ်ခန်းစစ်ပိုင်းအတွက်စိန်ခေါ်မှုတွေမြင့်တက်လာခဲ့တာပါအာဆင်နယ်ခန်းစစ်ပိုင်းမှာဂေဘရီယယ်နဲ့မော်စကွေးယာတို့ဒဏ်ရာကြောင့်နှစ်ဆန်းပိုင်းမှာပြန်ကစားနိုင်မှာဖြစ်တယ်လို့ကလာဖီယိုရီကလည်းအသေးစားဒဏ်ရာမကြာခဏရတတ်တာကြောင့်ဘန်ဝိုက်ဒဏ်ရာရသွားတာကအာဆင်နယ်ခန်းစစ်ပိုင်းအတွက်ထိုးနှက်ချက်ဖြစ်ခဲ့တာပါဘန်ဝိုက်တာနားရမယ်ဆိုရင်အာတေတာအနေနဲ့ဗဟိုခန်းစစ်မှာတုံးနေတဲ့တင်ပါကိုညာတောင်ဘက်မှာပြန်သုံးရမှာဖြစ်ပြီးဗဟိုခန်းစစ်မှာဆာလီဘာနဲ့ဟင်ကပီတို့ကိုပဲပွဲကျက်ကာလတစ်လျှောက်လုံးမှာအသုံးပြုရတော့မှာဖြစ်ပါတယ်ခင်ဗျာချဲလ်ဆီနီးပြမာရက်စကာကနိုင်ပွဲပျောက်ခဲ့တာတွေကြောင့်ချဲလ်ဆီကိုရောက်ပြီးအစိုးဆုံး48နိုင်ကိုရင်ဆိုင်ကြော်ပြတ်ခဲ့ရတယ်လို့အေဗာတန်ကိုအနိုင်ရခဲ့တဲ့ပွဲအပြီးမှာပြောခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာမာရက်စကာကလစ်ကိုရှုံးနေခဲ့တဲ့ပွဲအပြီးကတည်းကအဖိအားတွေရင်ဆိုင်ခဲ့ရပြီးအက်တလန်တာကိုရှုံးတဲ့ပွဲပြီးမှာတော့သူနဲ့ကစားသမားတွေအတွက်လက်ခံရခက်တဲ့စန့်ကျင်မှုတွေမထောက်ခံမှုတွေပေါ်ထွက်လာခဲ့ပြီးအေဗာတန်နဲ့ပွဲမကစားခင်အထိအဆိုးဝါးဆုံး48နိုင်ကိုကျော်ဖြတ်ခဲ့ရတာဖြစ်တယ်လို့ပြောခဲ့ပါတယ်မာရက်စကာကလစ်ကိုရှုံးခဲ့တဲ့ပွဲဟာသူ့ရဲ့လူထုတ်ပုံနဲ့တခြားအားနည်းချက်တွေကြောင့်ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီးကစားသမားတွေမှာတာဝန်မရှိပေမဲ့ရှုံးပွဲကြောင့်အပြစ်တင်ဝေဖန်ခံရသူတွေထဲမှာကစားသမားတချို့လည်းပါဝင်သွားခဲ့ပြီးအဲ့ဒီလိုဖြစ်ခဲ့တာတွေအတွက်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်းပြောခဲ့ပါတယ်ချဲလ်ဆီဟာအေဗာတန်ကိုအနိုင်ရခဲ့တာကြောင့်မလို့၄ပွဲဆက်တိုက်နိုင်ပွဲပျောက်တာကိုရပ်တန့်နိုင်ခဲ့တယ်လို့ကိုးဘက်မှာလည်းဂိုးပေါက်ပြန်တွေ့ခဲ့တာကြောင့်အခြေအနေဆိုးတွေကိုရပ်တန့်နိုင်ခဲ့တယ်လို့သတ်မှတ်ခံခဲ့ရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်အဲ့ဒါကတော့ဘုံမောင်းတဲ့ပွဲမှာအာဖရိကဖလားပွဲသွားရမယ့်ကစားသမားတွေဖြစ်တဲ့မာဇရာဝီအာမက်ဒီယာလိုနဲ့ဘရိုင်ယန်အမ်ဘူမိုတို့ကိုသုံးခွင့်ရမရဆိုတာမသိချသေးဘူးလို့မန်ယူနီးပြအေမိုရင်ကပြောလိုက်တဲ့သတင်းဖြစ်ပါတယ်ကမ္ဘာဘောလုံးအဖွဲ့ချုပ်ကအာဖရိကဖလားပွဲသွားကစားမယ့်ကစားသမားတွေကိုဒီဇင်ဘာလ15ရက်နောက်ဆုံးထားပြီးလက်ရွေးစင်အသင်းတွေစီကိုဆေးလွတ်ပေးရမယ်လို့သတ်မှတ်ထားတာပါမန်ယူနဲ့ဘုံမောက်ကစားရမယ့်ပွဲကဒီဇင်ဘာလ15ရက်ဖြစ်ပြီးအဲ့ဒီပွဲပြီးမှဆေးလွတ်ရမရဆိုတာမသိချသေးတာကြောင့်ဘုံမောက်တဲ့ပွဲမှာသုံးခွင့်ရမရဆိုတာမသိချနေတာပါအေမိုရင်ကတက်ဆိုင်ရာလက်ရွေးစင်အသင်းတွေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလှုပ်ဆောင်နေပြီးမာဇရာဝီအာမက်ဒီယာလိုနဲ့အမ်ဘူမိုတို့ကိုဘုံမောက်တဲ့ပွဲမှာသုံးခွင့်ရမရဆိုတာမသိချဘူးလို့ပြောခဲ့တာဖြစ်ပါတယ်မာဇရာဝီဟာမော်ရိုကိုနဲ့အတူအာဖရိကဖလားအဖွင့်ပွဲအနေနဲ့ဒီဇင်ဘာ21ရက်မှာကိုမိုရော့စ်နဲ့ကစားရမှာဖြစ်ပါတယ်အမ်ဘူမိုနဲ့အာမက်ဒီယာလိုတို့ကတော့ဒီဇင်ဘာလ25ရက်ရောက်မှကင်မရွန်အတွက်ကစားပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီကနေ့တော့နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမခေတ်ကနေပြီးညီကိုတို့အားလုံးတက်စုစည်းပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပုံမှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမခေတ်ရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်ခင်ဗျာဘာမခေတ်ရဲ့ဗီဒီယိုတွေကိုစုံစမ်းကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ